နှစ်ပေါင်း40ကြာစခန်းတွင်းမှာပဲပိတ်မိနေသောမြန်မာဒုက္ခသည်9000ကျော်ယနေ့ထိုင်းအစိုးရတကားဖွင့်ပေးလိုက်ပြီးဒါပေမဲ့စစ်မှန်သောလွတ်လပ်မှုလားဒါမှမဟုတ်အသုံးချခံရမှုတစ်ခုလား1984ခုနှစ်ကတည်းကမြန်မာနယ်စပ်မှထွက်ပြေးလာသောဒုက္ခသည်9305ဦးသည်ထိုင်းပြည်နယ်၄ခုရှိယာယီစခန်းများတွင်နေထိုင်နေသည်ထိုင်းဥပဒေအရတရားမဝင်သူများအဖြစ်သတ်မှတ်ခြင်းခံနေရပြီးဆယ်စုနှစ်များကြာကမ္ဘာထောက်ပံ့ငွေများဖြင့်အသက်ရှင်ခဲ့ကြသည်မကြာသေးမီအမေရိကန်အစိုးရသည်ထောက်ပံ့ငွေဖြတ်တောက်လိုက်သည်ထို့သောဖြင့်စေကူတာအစားအစာနေ့စဉ်လိုအပ်ချက်အားလုံးထိုင်းအစိုးရပခုံးသို့ချက်ချင်းကျရောက်လာသည်ဖိအားကြောင့်ထိုင်းအစိုးရအဖွဲ့သည်ဒုက္ခသည်များကိုတရားဝင်အလုပ်လုပ်ခွင့်ပေးသောမူဝါဒအတည်ပြုလိုက်သည်ပြည်내43ခုတွင်စောက်လုပ်ရေးစိုက်ပျိုးရေးအဝတ်အထည်ထုတ်လုပ်ခြင်းဆိုင်ရှိရောင်းချမှုတို့အပါအဝင်ကျွမ်းကျင်မှုနှင့် MOU အခြေပြုအလုပ်များခွင့်ပြုသည်သို့သောတရားဝင်မှတ်ပုံတင်ထားသောအလုပ်ရှင်များနှင့်သာလုပ်ကိုင်ရမည်ဖြစ်သည်ဤနေရာတွင်ကျမတို့နက်နက်နဲနဲတွေးကြည့်ဖို့လိုသည်ဤမူဝါဒသည်တပြိုင်နက်ကောင်းကျိုးနှင့်ဆိုးကျိုးဆောင်လာသည်ကောင်းသောဖက်မှကြည့်ရင်ဒုက္ခသည်များဝင်ငွေရမည်ထိုင်း၏လုပ်သားလိုအပ်ချက်ဖြည့်မည်အစိုးရ၏ငွေကြေးဝင်ထုတ်ရောကြမည်ထိုင်းနိုင်ငံနှင့်ဒုက္ခသည်များအတွက်အပြန်အလှန်အကျိုးရှိသောအခြေအနေဖြစ်လာနိုင်သည်သို့သောဤမူဝါဒ၏အကြီးဆုံးအားနည်းချက်မှာဥပဒေရေးရာတည်ငြိမ်မှုမရှိခြင်းဖြစ်သည်အထူးကိစ္စစီမံဆိုသည်မှာမည်သည့်အချိန်မဆိုပြန်ရုပ်သိမ်းနိုင်သည်နိုင်ငံတကာထောက်ပံ့ငွေပြန်ရောက်လာပါကသို့မဟုတ်ထိုင်းနိုင်ငံရေးပြောင်းလဲပါကဤ9000ကျော်သောသူများ၏ဘဝသည်တညအတွင်းပြောင်းပြန်ဖြစ်သွားနိုင်သည်ကျမ၏ခံမှန်းချက်ဤမူဝါဒသည်ရေတိုဖြည့်ရှင်းချက်တစ်ခုသာဖြစ်သည်ထိုင်းအစိုးရနှင့်နိုင်ငံတကာအဖွဲ့အစည်းများပူးပေါင်း၍ဥပဒေအကာအကွယ်ပေးသောသဘောတူညီချက်မရရှိသမျှဤဒုက္ခသည်များသည်လုပ်ငန်းသုံးကိရိယာအဖြစ်သာဆက်ရှိနေမည်ဖြစ်ပြီးလူသားများအဖြစ်မဟုတ်ပေနှစ်ပေါင်း40ကြာယာယီဟုဆိုတော်လဲယနေ့ထိအဆုံးမသတ်နိုင်သေးသောဘဝဤအပြောင်းလဲသည်စစ်မှန်သောမျှော်လင့်ချက်လားဒါမှမဟုတ်လက်တွေ့မကျနိုင်သောအစီအစဉ်တစ်ခုလားဆိုတာသင်တို့ဘာထင်သလဲပုံမှန်မှာပြောကြည့်ကြပါ